စ်တွေနဲ့တွန်းတက်ပြောင်းလဲနေတဲ့ရန်ကုန်မြို့ကြီးမှာအထက်မြင့်မကြိုက်တဲ့သူတွေအတွက်မြန်မာနိုင်ငံရဲ့ပထမဦးဆုံး Solar Energy Electricity Backup System ပါဝင်တဲ့တာကေတာမြို့နယ်ရှုခင်းသာမြို့ပတ်လမ်းမှာပေါ်အစစ်မြစ်အေယာစီမံကိန်းရှိရေခွက်လုံးချင်းတဲ့ရှော့ဟောင်များအယောင်ပြပွဲဒီတစ်ပတ်မှာရှိပါတယ်။ဒီပွဲမှာဘာတွေထူးခြားလဲဆိုရင်တော့ရေခွက်လုံးချင်းတဲ့ရှော့ဟောင်တွေဘာပဲဝယ်ဘန်နဲ့ချိတ်ဆက်ပြီး15နှစ်အထိဝယ်ယူနိုင်မှာဖြစ်လို့ငွေတလုံးနဲ့တကယ်ပြီးချစရာမလိုပဲတက်တာဖြစ်ဝယ်နိုင်မှာဖြစ်ပါတယ်ရှင်။ဒါအပြင် up to 50% discount 15လအတိုးမဲ့အရေးစားဖြစ်နေလဲဝယ်နိုင်မှာဖြစ်ပါတယ်ရှင်။ဒီ project ကြီးမှာဘာတွေအားသာမှုရှိနေတာလဲ။ location ရန်ကုန်မြို့လေကောင်နဲ့15မိနစ်တာကွာဝေးပြီးတော့တာကေတာမြို့နယ်ရှုခင်းသာမြို့ပတ်လမ်းမကြီးပေါ်မှာရှိလို့လွယ်တကူသွားလာနိုင်ခြင်းပိုင်ဆိုင်မှုခိုင်မာတဲ့260ခရံကြီးဖြစ်လို့ငွေပေးချင်မှု100ခိုင်နှုန်းပြီးစီးတင်နဲ့ငွေရင်းရဲ့စာချုပ်ကိုပိုင်ရှင်လက်ထက်ကိုအနက်ပေးတော့မှာဖြစ်ပါတယ်။ Solar စွမ်းရည်သောအိမ်ယာဖြစ်လို့မိစက်တန်တွေစုညံ့မနေပဲစိတ်ငြိမ်ပြီး eco friendly ဖြစ်လို့မြေအငင်းလာတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ရှင်။မြေကွက်များတီးသက်ဝယ်ခြင်းသူတွေအတွက်မြေကွက်တီးသက်ခွဲရောင်းပေးတာမလို့ရင်းနှီးမြှုပ်နှံသူတွေအတွက်တေချာပေါက်အကျိုးမြတ်ရရှိနိုင်မှာပါနော်။ဒီပြဝယ်ကြီးကိုတော့အခုလာမယ် January လ18ရက်နဲ့18ရက်နေ့တွေမှာမနက်10:00နာရီကနေညနေ9:00နာရီထိကျင်းပပေးသွားမှာဖြစ်ပါတယ်။ပြဝဲကျင်းပမယ့်နေရာကတော့အမှတ်23ကနမာလက်ရှုခင်းသာမြို့ပတ်လမ်းမကြီးအနီးတာကေတာမြို့နယ်မှာကျင်းပပေးသွားမှာဖြစ်ပါတယ်ရှင်။ရန်ကုန်မြို့နယ်အနည်းဆုံးတွေတည်ရှိပြီးတော့ကိုပိုင်ချက်ဝန်းကျဲကျဲနဲ့ privacy ကြကြနေကျင်တဲ့သူတွေအတွက်ရောဆိုင်ကန်ရုံးကန်ဖွင့်လို့သူတွေအတွက်ကောရင်းနှီးမြှုပ်နှံထားဖို့အထူးသင့်တော်တဲ့စီမံကိန်းတစ်ခုဖြစ်တာကြောင့်လုံးဝလက်မလွတ်ခံမဲ့ပြဝဲကိုလည်းရောက်ခဲ့ဖို့ဖိတ်ခေါ်လိုက်ပါရစေရှင်။